မပြရဖုန်းယူမယ်နော်မင်္ဂလာပါကိုဘာများကူညီပေးရမလဲရှင်ဆိုင်မှာတပတ်ရဲ့အလုံးတန့်ဖုန်းလေးတွေရောက်နေရဆိုတော့ပြပါအောင်ဟုတ်ကဲ့ကိုပြပေးမှာပေါ့အခုဒီဖုန်းလေးရော No မကြိုက်ဘူးအခုရေးဒီဖုန်းလေးရောမဟုတ်သေးဘူးဗျအခုရေးဒီဟာလေးရော မဟုတ်သေးဘူးဗျအမားတို့ဆိုင်မှာဟော့ဖြစ်နေတဲ့ဖုန်းလေးပြပေးပါလားအော်ရတာပေါ့အခုညီမပြရဖုန်းယူမယ်နော်ကျေးဇူးပါရှင်အဲ့ဆိုညီမဘောင်ချလေးတောက်ဖြတ်လိုက်တော့မယ်နော်ဟုတ်